ဇလန်လေးမစားခင်မှာကျွန်တော်ရှင်နယ်လေးကိုလမ်းဆက်ကရာလေးလောက်ခဲ့ကြပါဦးဇလန်အစမှာတော့မာရယာတာဟာပေါ်တယ်တွေကထွက်လာပြီးတော့ဘယ်နေရာရောက်နေမှမသိလို့စူးစမ်းနေခဲ့ပါတယ်ဒီလိုနဲ့သူကဟိုလျှောက်ကြီးဒီလျှောက်ကြီးနဲ့ပဲတနေရာရောက်မှာတော့ကောင်းလေးတယောက်ဟာမကောင်းဆိုးရဲ့တက်ခတ်ခြင်းကိုခံနေရပြီးတော့လက်ချောင်းတစ်ခုစားဖို့လုပ်နေခဲ့ပါတယ်မာရယာလည်းဗိုက်စာနေတဲ့အတွက်ကြောင့်ကောင်းလေးစီရဲ့လက်ချောင်းကိုလူယူသွားပြီးတော့တခါတည်းစားပလိုက်ပါတယ်အဲ့ဒီလိုစားလိုက်တဲ့အချိန်မှာတော့ကျင်းသားပြင်စကူနာရဲ့နေမြေတွေကိုသူကရောက်ရှိသွားခဲ့ပါတယ်ဒီလိုနဲ့ကျင်းသားပြင်စကူနာနဲ့မာရယာအပြန်လန်တွေကိုစကားစစ်ထိုးနေခဲ့ပါတယ်မာရာစကူနာထိုင်တဲ့နေရာကိုတလန်းချင်းတက်သွားပြီးတော့မင်းကဘာလဲငါကဘာလဲဆိုပြီးတော့တခါတည်းနဘန်တွေကိုကျင့်ပေးလိုက်ပါတယ်စကူနာကိုလည်းမင်းကတော်တော်အားနေတဲ့ကောင်ပဲဆိုပြီးတော့ခက်နေလိုက်ပါတယ်စကူနာကလည်းသူ့မှာလက်ချောင်း30ရှိပြီးတော့အခုလက်ရှိသူ့ရဲ့စွမ်းအားလက်ချောင်းတစ်ချောင်းစာပဲချီတဲ့အကြောင်းကိုပြန်ပြီးပြောလိုက်ပါတယ်ဒီလိုနဲ့မာရာစကူနာကိုမျိုးထဲမှာသွားပြီးတော့တိုက်ခိုက်ဖို့အတွက်ချင်းဆိုလိုက်ပါတယ်အဲ့ဒီချိန်ဂိုဂျိုကမာရာနာကိုရောက်လာပြီးတော့မာရာလည်းဂိုဂျိုကိုခါခါကြီးလားလို့မေးလိုက်ပါတယ်နောက်တစ်ခါမှာတော့မာရာနဲ့စကူနာရဲ့လက်ခံကောင်ဖြစ်တဲ့အီတာဒိုရီတို့ကတိုက်ခိုက်ဖို့အတွက်မျိုးထဲကိုရရှိလာကြပါပြီဒီလိုနဲ့တက်ခဲ့တဲ့အချိန်မှာအီတာဒိုရီယာမာတာရာကိုမနိုင်တဲ့အတွက်ဒိုမိန်းတွေမှာကောက်ဖွင့်လိုက်ရပါတယ်။မာတာရာလည်းသူ့ရဲ့အပြာရောင်ချက်ဝက်ဆာစူဇာနိုကြီးကိုကောက်ထွက်လိုက်ရင်းနဲ့ပဲအပိုင်းတေးလေးကဒီနေရာမှာပဲဆုံးသက်သွားပါတယ်။အပိုင်းတေးကိုတော့မနေ့ပြန်မှစတင်ပေးဖို့ရှိပါတယ်။အားလုံးပဲလိုင်းအောင်စကရလီနဲ့အားပေးကြခဲ့ကြပါဦး။